ဓမ္မမရှိတဲ့အဖို့မပြုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကဝမ်းနေခြင်းကြေကွဲခြင်းနဲ့ပဲဆုံးသက်သွားတယ်ဟောလူဆိုတာမျောလင်းချက်ကလေးတွေရှိတယ်ကိုယ့်ကိုယ်အသက်ရှင်မယ်လို့မျောလင်းမိမယ်လို့ရှင်ကျင်မှရှင်တာလေအဲ့တော့နောက်ဆုံးအချိန်မရောက်ခင်ဘုန်းကြီးတို့တွေဟာနောက်ဆုံးထွက်သက်ကလေးဝင်သက်ကလေးနဲ့ထွက်သက်ကလေးမရောက်ခင်ကိုလုံးဝမဲ့ဓမ္မအခုကလေးကအဖို့ပြုတ်ထားဖို့ဆိုတာဘယ်သူမှအသက်ရှင်နေသေးတယ်ဆိုရင်နောက်ကျမယ်လို့ပြောလို့မရဘူးပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုကြည်အောင်မလားစံနမူနာတစ်ခုအနေနဲ့ကြည်မြတ်စွာဘုရားသခင်ကိုရောမြတ်တက်တော်80ပြိဋိဘံစံဖို့အတွက်10လလောက်ပဲကြံတော့တဲ့အချိန်မှာယောဂဝေဒနာအကြီးအကျယ်ဖြစ်လာအင်တာမပြင်းထန်တဲ့ယောဂပဲသိဆုံးခြင်းဆိုတဲ့အနေအထားမျိုးကိုကတ်သွားတဲ့ယောဂမျိုးလို့ဒီလိုဆိုလို့အဲ့ဒီလိုယောဂဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကဘာစဉ်းစားတော့ဆိုအခုချိန်ငါပြိဋိဘံစံလိုက်လို့ရှိရင်နောက်10လကြာမှတရားတို့တရားမြတ်ရနိုင်တဲ့မကျူးဝဖြစ်မဲ့သူပ္ပတ္တရှိငါပြိဋိဘံစံသွားရင်သူတရားတို့တရားမြတ်ရဖို့ခက်သွားအဲ့တော့ခုဖြစ်ပေါ်လာတဲ့ယောဂဝေဒနာကိုငါဟန်တားထားမယ်ဆိုပြီးတော့အာယုသင်္ခါရဖလသမဘတ်လို့ခေါ်တယ်အာယုသင်္ခါရဖလသမဘတ်ဆိုတာအသေးစိတ်ဝိပဿနာရှုပြီးတော့တကယ်ကိုစနစ်တကျဝိပဿနာကိုအလုံးကိုထက်ထက်မြဲမြဲဝိပဿနာတွေရှုပြီးတော့တမဘတ်ဝင်စားလိုက်တာယောဂဝေဒနာတွေဟာလုံးဝပျောက်သွားတယ်နလန်ထသွားတယ်မြန်မြန်ကြီးအဲ့ဒါကိုအာယုသင်္ခါရဖလသမဘတ်လို့ခေါ်တယ်အဲ့ဒီအသက်ကိုပြန်ပြီးတော့ထိန်းချောင်းထားတဲ့ဖလသမဘဘာဖြစ်လို့အသက်ကိုထိန်းထားရတယ်လဲဆိုရင်သူပ္ပတ္တအတွက်ငဲ့ခုချိန်ပြိဋိဘံဆံလိုက်လို့ရှင်သူပ္ပတ္တနဲ့လွဲသွားသူပ္ပတ္တကိုခုချိန်သွားတရားဟောလို့လေကျွတ်တရားရမှာမဟုတ်လူဆိုတာအချိန်တန်မှရတာလေအေးမြတ်စွာဘုရားသခင်ကိုရောမြတ်အဋ္ဌိပတ်၄ပါးလို့ဆိုတဲ့သန္တဝီရိယဝိမာန်တစိတ်တာလို့ဆိုတဲ့စိတ်စွမ်းအားတွေတိုးမြင့်ထားပြီးတော့ယောဂဝေဒနာကိုသက်သာအောင်လုပ်ထားပြီးတော့10လတိတိနောက်ထပ်နေသွားတာတဲ့အဲ့ဒီလိုဟာမျိုးဘုန်းကြီးတို့တွေမလုပ်ရမလဲခုနကယောဂဝေဒနာနဲ့ကျုံလာတဲ့အခါသုပ္ပဝါဒမင်းသမီးကြီးရဲ့နှလုံးသွင်းနည်းမျိုးလို့နှလုံးသွင်းမလားသို့မဟုတ်ထက်လေဝင်လေလေးမှတ်ပြီးတော့ထက်လေဝင်လေလေးပေါ်မှာတတိကပ်ပြီးတမာတိစွမ်းအားတွေရအောင်ကြိုးစားပြီးတော့နေမလားတခုတော့ဘုန်းကြီးတို့တွေရှာထားကြရမှာဖြစ်ပါတယ်စဉ်းစားဆင်ခြင်မှုတောကဆိုတာဘယ်လိုဟာမျိုးကြမှာတောကဖြစ်တာတော့ဆိုရင်ငါတရားတော့မှာဆိုတဲ့ငါဆိုတဲ့အတွေးနဲ့ငါဘဝကြီးပြီးတော့မှာဘလို့ငါဘဝဆိုတဲ့အတွေးငါနဲ့ငါဟာလို့ဆိုတာကိုမတွေးတော့ပဲနဲ့ခုခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကြီးဟာဒုက္ခတွေခံနေရပြီဒီခန္ဓာ၅ပါးကြီးဟာမကြခင်ချုပ်ပြောက်သွားတော့မယ်အစိရံဝတ္တယံကာယောပထဝေအဋ္ဌိတတတိဒီခန္ဓာကိုယ်ကြီးဟာမကြခင်ပဲမြေကြီးထဲရောက်ရတော့မယ်ဒီလိုတွေးခန္ဓာပဲငါတရားမယ်လို့မတွေးဘူးနော်တရားနဲ့ကြတော့ငါဆိုတာတခုမှမရှိပါလားသူခန္ဓာပဲရှိတာပဲမြတ်စွာဘုရားဟောထားတယ်သင်္ခါရတရားဆိုတာဖြစ်ပြီးပြတ်သွားမှာပဲအဲ့တော့ငါကထင်နေတာငါယောဂခံနေရတယ်လို့ထင်တယ်ငါသားငါသမီးတွေငါပစ္စည်းတွေနဲ့ခွဲရမယ်လို့ငါထင်နေတယ်မဟုတ်ဘူးငါဆိုတာတခုမှမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးဆိုရင်ဒီအတွေးလေးတွေတွေးနေတာကွာဒါဝိပဿနာနဲ့ဆက်ဆက်တဲ့အတွေးလေးအဲ့ဒီအတွေးတွေကလည်းတောကကိုရောချစေနိုင်ပါတယ်နော်တောကကိုရောချစေတတ်တဲ့အတွေးတွေအဲ့ဒီလိုမဟုတ်ဘဲနဲ့ငါမှခံစားရလေခြင်းလို့ဆိုရင်တောကလာပြီငါမှဖြစ်ရလေခြင်းဆိုရင်တောကလာငါဒီတောင်ကကြော်တော့မှမဟုတ်ပါဘူးဆိုရင်လေတောကတွေဝင်လာပြန်ငါဆိုတဲ့အတွေးကိုမတွေးပဲနဲ့ကျုံ့နံခန္ဓာဆိုတာဘဝတစ်ခုဆိုတာအဆုံးသတ်မှကြည့်ပဲငါလည်းမရှိဘူးငါဟာလည်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်တာဖြစ်နေတဲ့အရာပေါ်မှာငါဂယုစိုက်เสียမလိုဘူးငါဂယုစိုက်ရမှာကဘာလဲလို့ဆိုရင်ငါရဲ့တဏ္ဍာမှာရှိတဲ့တတိတရားတွေဝီရိယတရားတွေပညာတရားတွေထက်သန်အောင်ဂယုစိုက်ရမှာလို့
ဒီလိုအတွေးမျိုးနဲ့တွေးလို့ရှိရင်လေဒါဓမ္မကိုဖော်ပြတယ်လို့ဒီလိုဆိုရတာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်တော့ခုနကအင်မတန်မှကြောက်เสียကောင်းတဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်တယ်တခါတရံဘဝဆိုတာအင်မတန်မှကြောက်เสียကောင်းတယ်တတိကောင်းကောင်းနဲ့အေးချမ်းချမ်းနဲ့တည်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေမရှိဘူးလားရှိတယ်ဟုတ်တရားလေးနှလုံးသွင်းပြီးတော့အေးချမ်းချမ်းနဲ့တည်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သို့တော့တခါတရံကြလို့ရှင်တတိတွေလက်လွတ်ဖြစ်ပြီးတော့တည်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်စကိုင်းတောင်ရုံမှာဆိုလို့ရှိရင်ဆရာတော်တစ်ပါးနှစ်နီးပါးအဆိုင်မဖြစ်ပြီးတော့ဘာမှကိုမသိတော့တဲ့အနေထားဒီလိုဖြစ်ပြီးတော့မှနောက်ဆုံးဘဝတစ်ခုဆုံးသက်သွားတယ်ဘဝဆိုတာဘယ်လိုမှပြောလို့မရကြောက်เสียအမှန်တန်ကောင်းတယ်အဲ့ဒီဆရာတော်ဆိုတာနိုင်ငံကျော်ဓမ္မဂတိကပဲနော်မြန်မာနိုင်ငံအနှံ့လှည့်ပြီးတော့တရားဓမ္မတွေဟောပြောလာတယ်ပေါ့နောက်ဆုံး2 နှစ်ကျော်ဘာမှကိုမသိတော့တဲ့အနေအထားမျိုးဖြစ်ပြီးတော့သွားတယ်နောက်တစ်ခါတွေ့သေးတယ်စကိုင်းမြို့မှာတခါကြီးတယောက်လူကြည့်တော့ကြမ်းကြမ်းမှဘာဖြစ်လဲဆိုရှားကိုလေဖြတ်တာစကားမပြောနိုင်ရှားကိုလေဖြတ်ထားတာစကားပြောကြလို့မရအဲ့ဒါမျိုးကလည်းပဲဘာကိုဖြစ်စေတုံးဆိုလို့ချင်းဒေါသကိုဖြစ်စေတယ်ပြောချင်တယ်ပြောလို့မရဘူးဘေးကလူတွေကိုအားမလို့အားမရဖြစ်တယ်ဒုက္ခတွေရောက်အဲ့ဒီလေဖြတ်တာဒီကိုပြောချင်အတန်းနဲ့ပြောလို့မရဘူးလှုပ်ချင်အတန်းနဲ့လှုပ်လို့မရဘူးဆိုတဲ့အချိန်မှာဓမ္မကိုအဖော်မပြုတ်နိုင်ဘူးဆိုလို့ရှိရင်တော်ကိုဒီစိတ်သောကရောက်မဲ့အဖြစ်မျိုးတွေပဲဘာဖြစ်လို့တုံးဆိုတော့ကိုကလှုပ်ချင်တာကတခြားเนาะဘေးကလူတွေကနားမလဲတော့လှုပ်ပေးတာကတခြားဆိုဒုက္ခတွေဘလောက်ရောက်မလဲဆိုအဲ့ဒီအချိန်မှာကိုယ်ဆန္ဒတွေကိုဦးစားမပေးနဲ့တော့เนาะဘာကြီးပဲဖြစ်ဖြစ်ဓမ္မနဲ့ပဲနေမယ်အချိန်ကြီးသိကျင်တဲ့အချိန်သိပါစေတရားကိုပဲနှလုံးသွင်းနေမယ်ဆိုတဲ့အနေအထားမျိုးကိုယ့်ကိုစိတ်ဒုံချနိုင်မှမချနိုင်ဘူးဆိုလို့ရှိရင်ဒေါသတွေဖြစ်ချို့ဆိုဒေါသတွေဖြစ်ပြီးတော့အဲ့လိုနေဟိုးအမေရိကမှာနေတဲ့တက္ကະကြီးတယောက်ဆိုဘလောက်ဝမ်းနည်းစရာကောင်းတော့ဆိုလေဖြတ်သွားတာပထမခြေထောက်တွေလက်တွေလေဖြတ်သွားနောက်ဆုံးဖြတ်လိုက်တာဘယ်ထိအောင်ရောက်သွားတော့ဆိုမျက်တောင်ကလေးပဲပုဂ္ဂလမျက်တောင်လေးပဲခတ်နေတာဘာမှမပြောနိုင်တော့အဲ့ဒီရောက်တဲ့အခါသွားပြီးတော့မိတ်ဆွေသင်္ကားတွေကသွားပြီးလူမမာမေးတဲ့အခါကျတော့မျက်တောင်ကလေးခတ်ပြီးကြည့်ရင်ကမျက်တောင်ကလေးကြားတဲ့ကမျက်ရည်ကလေးတွေကပေါက်ခနဲ့ထွက်လာကဲသူဘယ်လိုခံစားနေရမယ်ဆိုတာစဉ်းစားကြည့်ကဲဘုန်းကြီးတို့တွေအဲ့လိုမပြောနိုင်မဆိုနိုင်အတိလည်းရှိနေသေးတယ်ခံစားနေရတယ်ဆိုဘာနဲ့နေကြမလဲပေါ့အဲ့ဒါလို့မျက်ရည်ကျဖို့ရဘာကြောင့်မျက်ရည်ကျနေရသလဲစဉ်းစားကြည့်ရနော်အဲ့တော့ဖြစ်ဖို့ရတော့အရေးကြီးဆုံးကဘာလဲလို့ဆိုရင်တရားနဲ့ပဲနှလုံးသွင်းပြီးတော့နေမယ်မသေးခင်ကပဲတရားကိုနှလုံးသွင်းပြီးတော့အကယ်၍များနေနိုင်မယ်ကိုယ်ဆန္ဒတွေကိုရှေ့တန်းမတင်မဲနဲ့ကိုယ့်ရဲ့ပြုစုတဲ့ပုဂ္ဂိုလ်တွေပေါ်မှာဘာမှဒေါသတွေမကျေနပ်တာတွေမဖြစ်စေပဲနဲ့နော်မဖြစ်စေပဲနဲ့ဘာဆန္ဒမှအဲ့ဒီအချိန်မှာမထားတော့ပဲနဲ့တရားကိုပဲနှလုံးသွင်းမယ်ဆိုတဲ့အနေအထားမျိုးလေးနဲ့နေနိုင်မှဘုန်းကြီးတို့တွေဟာသာဝရချမ်းသာမှုဆိုတာရနိုင်ပါ